Granny လို့ခေါ်တဲ့ horror game ကိုလူတော်များများစော်ဦးကြမှာဒီနေ့မှာတော့ဒီ game ထဲမှာပါဝင်တဲ့ character တွေရဲ့နောက်ွယ်က story line ကိုပြောပြပေးတော့ပါမယ်အားလုံးပဲမင်္ဂလာပါ Keep Entertainment မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ဇာဗန်ကီပါဒီဗီဒီယိုမှာတော့ကျွန်တော် YouTube comment တစ်ခုကတစ်ခုမကောက်ဘူးပေါ့နော်တော်တော်များများကကျွန်တော် Granny အကြောင်းပြောပြပါ Granny အကြောင်းတင်ပြပါဆိုပြီးတော့လာပြောထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီဗီဒီယိုကိုလုပ်လိုက်ခြင်းဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာတော့ဒီ Granny horror game ပေါ့နော် horror game မှာပါဝင်တဲ့ character တွေရဲ့ story line ကိုကျွန်တော်သိတော့ပြောပြတော့ပါမယ်ဒီလိုမျိုးစိုက်ကမှာတော့ထွန်းတိုင်းပဲကျွန်တော်ရဲ့ Keep Entertainment YouTube channel လေးကို subscribe လုပ်ပေးခဲ့ပါပင်နာနေလို့ခေါင်းလေးကိုလည်းနှိပ်ပေးခဲ့ပါပြီးတော့ဒီဗီဒီယိုလေးကိုလည်း VPN ခံပြီးတော့ကြည့်ပေးခြင်းဖြင့်ကူညီပေးကြဖို့ပြောချင်ပါတယ်တောက်ဆိုချင်ပါတယ် VPN မခံရသေးဘူးဆိုရင်ပတ်ခံပေးပါကျေးဇူးတင်ပါတယ်ကဲစလိုက်အောင်ပါပထမဆုံးကျွန်တော်ကြိုပြောထားခြင်းအချက်ကကျွန်တော်ဒီ Granny အကြောင်းကို research လုပ်ရတဲ့အခါမှာတော်တော်လေးကိုအများပြပွဲပြမှုရှိပြီးတော့ပေါ့နော်သူရဲ့ story line ကတော်တော်လေးကိုရှည်ပြီးတော့တော်တော်လေးကိုရှုပ်ပါတယ်အဲဒါကြောင့်တော့ကျွန်တော်ဒီဗီဒီယိုမှာအတူချုံပြီးတော့ပြောပြပေးတော့ပါမယ်တခြားကြံခဲ့တဲ့အကြောင်းအရာလေးတွေလည်းရှိကောင်းရှိမယ်အမှားယွင်းတွေလည်းရှိကောင်းရှိနိုင်ပါတယ်အဲတော့နာသိခံပြီးတော့ကြည့်ပေးကြဖို့ပြောချင်ပါတယ်တခါတော့ Granny လို့ခေါ်တဲ့ကောင်မလေးကပါရဂွေးနိုင်ငံ Amboscata မြို့မှာနေထိုင်တဲ့ကလေးတစ်ယောက်ဖြစ်ပါတယ်သူမတို့မိသားစုကရန်ကိုစင်းရဲမွဲတိတ်ပြီးတော့ပေါ့နော်တော်တော်လေးကိုစီးပွားရေးကြက်တဲ့မိသားစုဖြစ်ပါတယ်ဒီနေ့မှာတော့သူ့အဖေကမိသားစုတွေလှုပ်ရှားရမယ်ဆိုပြီးတော့အရန်နေတော့ထွက်သွားခဲ့ပါတယ်အဲလိုထွက်သွားခဲ့ပြီးတော့ကျွန်တော်နဲ့ပြန်မလာခဲ့ဘူးပေါ့ဗျာပြန်မလာခဲ့ပဲနဲ့ကျွန်တော်တို့၄-၅နှစ်လောက်ကြာတော့မှမိသားစုစီကိုပြန်လာခဲ့ပါတယ်ပြန်လာပြီးတော့ပြန်လာတဲ့အချိန်မှာလည်းကျွန်တော်တို့လက်မှာလက်ဆွဲရည်တစ်လုံးပါလာတယ်ပေါ့အဲ့လက်ဆွဲရည်ထဲမှာလည်းပတ်စံအပြည့်နဲ့ပတ်စံတွေအများကြီးကိုတည့်လာပြီးတော့အိမ်ကိုပြန်လာခဲ့ပါတယ်ခဏလေးအဖေရဲ့ပြောချက်အရတော့သူအလုပ်ပြီးသွားတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီပတ်စံတွေကိုသူရလာခဲ့တယ်လောကကနေရလာခဲ့တယ်ဆိုတော့သူကကျိုးသားသားနဲ့အလုပ်လုပ်ပြီးတော့ပတ်စံတွေစုလာခဲ့တယ်မိသားစုတွေဆိုတော့သူပြောတယ်ပေါ့တကယ်တော့မဟုတ်ပါဘူးသူဒီပတ်စံတွေကိုသူလောက်ကောင်းလဲကျွန်တော်တို့မွေးရစေဝါပေါ့နော်မွေးရစေဝါရောင်းဝယ်လုပ်တဲ့နေရာကနေပြီးတော့သူကလောက်ကောင်းလဲမောင်ခိုနေတဲ့အဲ့ပတ်စံတွေကိုခိုးလာခဲ့တာဖြစ်ပါတယ်ဒါကြောင့်မလို့ပဲပေါ့နော်သူကသူ့မိသားစုကိုခေါ်ပြီးတော့ဒီပါရဂွေးနိုင်ငံမှာမနေထိုင်တော့ပဲနဲ့ရိုမေးနီးယားနိုင်ငံအလယ်ပိုင်းကရှိတဲ့တောနက်ကြီးတစ်ခုရဲ့အိမ်တလုံးကိုပြောင်းရွှေ့ပြီးတော့နေထိုင်ခဲ့ကြပါတယ်ဇက်မြို့ပြီးတော့နေထိုင်တဲ့သဘောဖြစ်ပါတယ်သူတို့နဲ့နှစ်နိုင်ငံကြာလာပြီးတော့ Granny 15နှစ်သမီးရွယ်လောက်ရောက်တဲ့အခါမှာသူတို့အိမ်ကိုမျက်နှာဖုံးဆွတ်ထားတဲ့လက်နက်ကိုင်ကျန်းဖက်သမားတွေဝင်ရောက်လာခဲ့ပါတယ်ဒီကျန်းဖက်သမားတွေကသူ့အဖေကိုလိုက်ရှာနေတဲ့ဒီမွေးစေဝါခိုင်းရပါတော့သူတို့ပတ်စံကိုလူပြီးတော့ခိုးပြီးတော့ပြေးသွားတဲ့သူ့အဖေကိုလိုက်တက်ဖို့ချောက်လာတဲ့ကျန်းဖက်သမားတွေဖြစ်ပါတယ်သူတို့နဲ့ကျန်းဖက်သမားတွေကအိမ်ထဲဝင်လာတယ်ပေါ့နော်အိမ်ထဲဝင်လာပြီးတော့သူ့အဖေကိုအကုန်လုံးဖမ်းလိုက်တယ်ပေါ့အကုန်လုံးဝိုင်းလိုက်တယ်ပေါ့ဗျာသူတို့မိသားစုဝိုင်းလိုက်တယ်အကုန်လုံးဖမ်းလိုက်ပြီးတဲ့အချိန်မှာသူ့အဖေကိုမေးတယ်ပေါ့ငါတို့ပတ်စံတွေဘာမှလည်းမင်းလစ်တော့သွားတယ်ငါတို့ပတ်စံတွေအခုပြန်ပေးဆိုတော့ပြောတယ်ပေါ့နော်ဒီအချိန်မှာသူ့အဖေကမရှိတော့အကုန်သုံးလိုက်ပြီဆိုတော့ပြည့်ရတတ်တာပဲပြောလိုက်တယ်အဲ့လိုပြောလိုက်တဲ့အပြင်ကိုပဲသူကမိထဲမှာရှိတဲ့ဘဘောတုတ်တံကိုကင်ပြီးတော့အဲ့မိတဲ့သူရဲ့ခေါင်းတစ်ချက်တည်းနဲ့တော့ပွဲအောင်ရိုက်ချလိုက်တယ်ပေါ့အဲ့လူကလည်းတခြားခံရတဲ့လူကလည်းလောကတစ်ချက်တည်းနဲ့မှောက်သွားတယ်ပေါ့ဒါပေမဲ့မိထဲမှာဝိုင်းနေတဲ့တနန်သမားတွေကသူတို့မိသားစုဝိုင်းပစ်ပါတယ်အဲ့လိုဝိုင်းပစ်တဲ့အချိန်မှာဒီ Granny